မင်္ဂလာပါဗျာအရသာရှေမိုက်တေစက်သားတို့တွေလှုပ်စားပြီလို့ကျွန်တော်လုပ်တဲ့လူကြီးလေးကိုတကယ်ချင်းမြောက်ပြလိုက်ပါတယ်ကျွန်တော်ကစက်သားကိုတင်းမိရဲ့ယူလူလေးရဲ့စက်သားမုံမို့အသားရဲ့နောက်ကချစ်ချောက်ရေကိုတုံထားတယ်ပေါ့နော်တင်းလေးလေးကိုရည်တန်းစင်အောင်စိတ်ထားလိုက်ပါမယ်အယူလေးတွေကိုလည်းရည်တန်းစင်အောင်စိတ်ထားလိုက်ပါမယ်စက်သားမုံမို့အသားကိုတော့တုံမိုက်ပိုင်းပြီးတော့ရည်စေးပြီးတော့ဒီကနေ့လေးထိထားနိုင်မှာပေါ့ဗျာပြီးရင်တော့ချက်ချေတော့ပိုးလက်သေးတွေကိုဖြတ်အညစ်ကြေးတွေကိုတန်းစင်ပြီးလို့ရှိရင်နဲ့စင်နဲ့ရှာလကာကြီးနဲ့နေပြီးစေးတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်အိုးလေးကိုပေါ့နော်ရေးစေးထားတဲ့ချက်ချေတော့ဒီခဏတော့ကအမြင့်တီအသားတွေကိုထည့်လိုက်မယ်။နိုင်ရတာတွဲချက်သက်မျိုးချင်းကြိတ်ထားတာထည့်မယ်။တရုတ်မဆလာရှောက်ပေါက်ပေါက်ကောမှုထည့်မယ်။နက်ပွင့်တစ်ခေါက်ချက်ဘူးကလဝီရတုပ်ကိုအီလေးထည့်ပြီးတော့မှငှက်ပြားကြီးအပြည့်တစုံဖြူစီတစုံစားချုံလို့ထည့်ပြီးတော့မှနေပြီးတော့ရင်းလေးနဲ့တင်ထားလိုက်ပါမယ်။ပြုတ်ပြုတ်လေးကထည့်ပြီးတင်ထားလိုက်မယ်ပေါ့။ထိုးလေးတည်ထားနေစဉ်တွင်မှာအချင်းတွင်မကြီးရဲ့ငရုတ်ချင်းစောရဲ့ချင်းချက်တမထောင်းတာနန်းနန်းပင်ယူတီသားချုံမငပြယူထည့်လိုက်ပါမယ်ဒါဆင်ချင်းခွဲရပြီပေါ့ဗျာပြီးရင်တော့ညီးပြီးတော့ကောင်းပြီဆိုတော့ကျွန်တော်တိုးလေးတွေထိုးပြီးတော့မှအလားဆင်လိုက်ပါတယ်တခွားသီးလေးတွေကိုလည်းလီးပြီးတော့ပေါ့နော်အလားဆင်ပြီးတော့ချင်းလေးနဲ့တိုးစားပြီပေါ့နော်စားကြပါအောင်ဗျာဒီလိုစားတယ်ရန်ကိုပါတယ်နောက်တစ်လုံးထပ်စားတယ်ရန်လိုက်တယ်စိုးကို